ကျွေစောခဲ့ရတဲ့ရုပ်ရှင်တရုပ်ဆောင်ထူးရဲ့နောက်ဆုံးခရီးပရိသတ်ချစ်တဲ့တရုပ်ဆောင်ထူးဟာမတ်လ10ရက်နေ့မနက်6နာရီမှာရင်မတော်တဆမှုနဲ့ဆုံးမသွားခဲ့ပါတယ်။အရွယ်ကောင်းလေးဖြစ်တဲ့အပြင်အမေအိုကိုလှုပ်ကြွေးနေတဲ့တားလိမ်မာလေးမို့လူတိုင်းနှမျောတတာဖြစ်ခဲ့ကြရပါတယ်။ထူးဟာအနုပညာလောကကိုကလေးဘဝလေးကတည်းကကျင်လည်ခဲ့တာဖြစ်ပြီးထာဝရအလင်းနဲ့များရုပ်ရှင်ဇာတ်ကားကြီးမှာကလေးတရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။အဖြူရောင်တက်ကရိဇလန်တွဲကြီးမှာပိုပြီးလူသိများလာခဲ့တာဖြစ်ပြီးဘဲချိုကားမှာလူတွေကပိုသတိထားမိလာခဲ့တာဖြစ်ပါတယ်။ငယ်စဉ်ကလေးဘဝကတည်းကအနုပညာလောကမှာကျင်လည်ခဲ့တဲ့ထူးဟာသူချစ်တဲ့အနုပညာအလုံးနဲ့အခုချိန်ဟာထူးအတွက်အောင်မြင်ဆုံးဖြစ်တဲ့အချိန်လို့လည်းပြောလို့ရပါတယ်။ရုပ်ဆောင်ကောင်းရုံမကလူမှုပေါင်းသင်းဆက်ဆံရေးကောင်းလို့အနုပညာအတိုင်းဝိုင်းကနှမျောကြရတဲ့အပြင်ထူးရဲ့ဖန်တွေအတွက်လည်းမယုံနိုင်စရာအိမ်မက်ကြီးတစ်ခုလိုဖြစ်လို့နေပါတယ်။ထူးရဲ့နောက်ဆုံးခီးမှာလူတွေတိုးမပေါက်အောင်လိုက်လံပို့ဆောင်ကြတာကိုဝမ်းနဲ့ဖွယ်မြင်တွေ့ရတာပဲဖြစ်ပါတယ်။အကျွေးစောခဲ့ရတဲ့ကျဲပွင့်လေးအတွက်ဝမ်းနဲ့စွာဖြင့်မှတ်တမ်းတင်လိုက်ပါတယ်။လီလီဆက်ပရိသတ်ကြီးတို့ရေ